ကျွန်တော်တို့စိတ်ကြောက်လာထဲမှာတက်ရှိတွေဆောက်ပွေတော့မယ်ဆိုရင်အများအားကြားနေရတဲ့စကားလုံးတစ်ခုရှိပါတယ်အဲ့ဒါကတော့ကိုဒီလုံးဆိုပါဆိုလိုတာကနေနဲ့ကွာဝဲဟာအရန်လည်းမပူအရန်လည်းမအေးပဲရေအေးကြီးရှိနေတဲ့နေရာကိုပြောတာပါဒါပေမဲ့အခု NASA ကပညာရှင်ကြီးတွေဖြစ်ရတဲ့ဒေါက်တာကလေးရှာကဒီသတ်မှတ်ချက်တွေကိုခင်မိပြီးတော့ဘူးလို့ဆိုလာပါတယ်သူက Interplanetary Habitable ဆိုတဲ့ဒိုင်မစ်ဆေးတဲ့ခုကိုမိတ်ဆက်ပေးလိုက်တာပါအဲ့ဒါကဘာလဲဆိုတော့ဒီဗီဒီယိုလေးမှာသိသိကြည့်လိုက်ရအောင်အားလုံးပဲမင်္ဂလာပါကျွန်တော် channel ကနေပြန်လဲကြိုဆိုပါရစေအရင်ကလို့ဂျိုဒီဆောက်ဖို့တဲ့နေရာမှာရရှိသလားမရှိဘူးလားဆိုတဲ့မေးခွန်းတစ်ခုနဲ့မလွတ်လားတော့ပါဘူးဒေါက်တာကလေးရှာဆိုရအရှင်းပြနည်းပညာတော်တဲ့သက်ရှိတွေမှာတခြားဂျိုတွေကိုကိုးစားသွားလာဖို့ဆိုရင်ဒီအချက်လေးချက်လိုအပ်ပါတယ်ပထမဆုံးအခြေကစွားရပါနေကနေစွားရဘယ်လောက်ရမလဲဒါပေမဲ့တခုရှိတာကနေတဲ့အရန်ကြီးရဲ့ဆိုလာပြားတွေကအပူဓာတ်ကြောင့်စွမ်းဆောင်ကြီးကျသွားတတ်ပါတယ်လူတွေအချက်ကတန်းအောင်ချီပါအဲ့ဒါကတော့တကယ်ကိုလူသားသမားဖြစ်နေတာပါနေနဲ့အရန်ကြီးရဲ့နေကလာတဲ့အရာကြီးသိမ့်မယ်နေနဲ့အရန်ဝေးတဲ့ရင်လည်းဆက်ကြောက်လာတဲ့ကကောစမတ်တွေနဲ့တန်ကိုခံရပြရရောနံပါတ်3ချင်းကတေပိုးဆိုင်ရင်နဲ့ခက်ခံမှုပါဂျိုကြီးလေးစွမ်းငင်အားများလေးပါအဲ့ဒီဂျိုဘောကနေပြထွက်ဖို့ဆိုတော့တော်မလွယ်တဲ့ကိစ္စပါနံပါတ်4ချင်းကတရားစတပါလိုအပ်တဲ့ပြည့်စီတွေကိုဂျိုသိဂျိုမားတွေစီကနေလွယ်တကူရနိုင်ဖို့လဲလိုပါတယ်ဒီနေရာမှာစစ်ပငေါဆိုတဲ့ခုရှိပါတယ်ကျွန်တော်တို့အရင်ကတက်ရှိတွေရှိနိုင်တယ်လို့ပြောလိုက်ထားတဲ့ Traffic 1စနစ်ထဲကဂျိုခနဲ့လောက်ကြပါဒေါက်တာရှာရဲ့တွဲချင်းမှုအရအဲ့ဒီမှာသာအဆင့်ပြည့်တက်ရှိတွေရှိခဲ့ရင်တယောက်ချီတဲ့ကြောင့်45နဲ့အတွဲဗီဒီယိုတုပ်သွားနိုင်တယ်လို့ဆိုလိုပါတယ်ဒါဟာကျွန်တော်တို့ရဲ့အာကာသထဲခြေဆမ်းမဲ့အိမ်မက်တွေအတွက်တတိပေချေတကူဖြစ်လာနိုင်ပါတယ်ကဲအခုကြည့်နေတဲ့မိတ်ဆွေတို့ရောဘယ်လိုထင်ပါသလဲကျွန်တော်တို့လူသားတွေရောဒီဟာဘတ်တေးပဲဆိုတမန်ချက်တို့ကြာမှာအီစီရှင်းတိုင်းနေမလားအော်မင်းမှာရှင်းနေတော့ကြပါဦးအခုလိုအာကာသနဲ့သိပ္ပံဘုဒ္ဓတတွေအတွက်အမြဲသိချေတော့ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့အောင်ခုဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့သူဖြစ်ဖြစ် TikTok မှာကြည့်နေတဲ့သူဖြစ်ဖြစ် Facebook မှာကြည့်နေတဲ့သူဖြစ်ဖြစ် like လေး follow လေး subscribe လေးလုပ်ပြကြပါဦးအားလုံးပဲကျေးဇူးတင်ပါတယ်နောက်တဲ့ဗီဒီယိုတွေမှာပြန်တွေ့ရအောင်